စီဒန်နဲ့အမ်ဘာပေတို့ရဲ့လွန်ခဲ့တဲ့15နှစ်ကမာစတာဇက်ညွန်းစီဒန်ပြည်သေးတင်းကိုကိုင်နာယိုးတန်းတန်းတိုက်ဆိုင်မှုတို့ထင်နေမယ်ဆိုရင်တော့ခင်ဗျားတို့မှားသွားပါလိမ့်မယ်။လွန်ခဲ့တဲ့15နှစ်ကတည်းကအသက်73နှစ်အရွယ်ကလေးလေးအမ်ဘာပေကိုရီယယ်မက်ဒရစ်မှာစီဒန်ကိုယ်တိုင်လက်ဆွဲနှုတ်ဆက်ခဲ့တဲ့အချိန်ကနေစလို့အခုပြည်သေးတင်းမှာနီးပြနဲ့ကပတိန်ဖြစ်ပြန်လဲဆုံတွေ့တဲ့အထိဟောလိဝုဒ်ရုပ်ရှင်တွေထက်တောင်မှစိတ်လှုပ်ရှားစရာပိုကောင်းလို့နေပါတယ်ခင်ဗျာ။ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ။ Red Dividend ကနေတင်ဆက်နေပါတယ်။ဒီဇက်လိုင်းရဲ့အစဟာလွန်ခဲ့တဲ့15နှစ်နီးပါး2012ခုနှစ်ကိုပြန်သွားရပါလိမ့်မယ်။အချိန်ကကလင်အမ်ဘပေဆိုတာကဘယ်သူမှမသိသေးတဲ့ပါရီမြို့စင်ကြီးဖုံးကအသက်73နှစ်အရွယ်လူမမယ်ကလေးလေးတယောက်ပါပဲ။ဒါပေမဲ့ရီယယ်မက်ဒရစ်ကသူ့ရဲ့ပါရမီကိုတတိထားမိပြီးတော့စမ်းသက်လေ့ကျင့်မှုမက်ဒရစ်ကိုဖိတ်ခေါ်ခဲ့တာပါ။အမ်ဘပေတယောက်မက်ဒရစ်လေ့ကျင့်ရေးဝင်းကိုရောက်ရှိတဲ့အချိန်မှာသူ့ကိုလာကြိုတဲ့သူကတာမန်ဝင်တန်းမဟုတ်ပါဘူး။ပြင်သစ်ရဲ့မြို့သားသူရဲကောင်းကမ္ဘာအကောင်းဆုံးစားမဆုရှင်ဇင်တင်စီဒန်ကိုယ်တိုင်သူ့ရဲ့ဇင်ခံကားကြီးနဲ့လာကြိုခဲ့တာပါ။အဲ့ဒီအချိန်ကအဖြစ်ပြက်လေးဟာရန်ကုန်မှာရုပ်ရှင်ဆန်ပါရီ။စီဒန်ရဲ့ကားပေါ်တက်ခါနီးမှာအသက်73နှစ်အရွယ်အမ်ဘပေကလေးကအရန်ကိုရှိန်ပြီးတော့ကျွန်တော်ကားဟိုတိုင်ဖက်နှက်ချွတ်ရမလားခင်ဗျာလို့ရိုးအားလေးမေးခဲ့ပူပါရီဇီဒန်ကပြောပြီးတော့မလိုပေါ့ကွာတက်ခဲ့ပါလို့ပြန်ပြောခဲ့တာပါအဲ့ဒီကဇီဒန်ဟာအမ်ဘပေလေးကိုလေ့ကျင့်ခွင့်နဲ့ကိုလိုက်ပြတယ်ကိုရိုင်းလေ့ကျင့်သင်ကြားပေးခဲ့ပါရီအရှင်ကလေးကအမ်ဘပေရဲ့နှလုံးသားထဲမှာဇီဒန်ဆိုတာကဖျားတဆူလိုခေါင်းကင်ဖခင်တယောက်လိုမျိုးအပြေးဝနေရာယူသွားခဲ့ပါပြီဒါပေမဲ့ဇလန်ကအရီမာရင်ချက်ချင်းအဆုံးသတ်မသွားခဲ့ပါဘူးအမ်ဘပေရဲ့မိသားစုကကလေးကိုနိုင်ငံရဲ့ချားမှာမထားခြင်းသေးလို့မက်ဒရစ်ကိုမပြောင်းပြစ်ဖြစ်နေပြင်သစ်ကမိုနာဂိုအကယ်ဒမီကိုပဲရွေးချယ်ခဲ့တာပါအဲ့ဒီကနေစလို့သူတို့ဆရာတော်နှစ်ယောက်ရဲ့လမ်းကြောင်းတွေကတီးခြားစီကွဲထွက်သွားခဲ့တာပါဒါပေမဲ့သူတို့နှစ်ယောက်စလုံးကကိုလန်းကိုရှောင်ရင်းနဲ့ကမ္ဘာဘောလုံးလောကရဲ့အကောင်းဆုံးသောဘယင်းတွေဖြစ်လာခဲ့ကြတာပါဇီဒန်ဟာရီယယ်မက်ဒရစ်အသင်းရဲ့နီးပြချုပ်ဖြစ်လာပြီးတော့တမိုင်းမှာဘယ်သူမှမလုပ်နိုင်ခဲ့တဲ့ချန်ပီယံလိ3နှစ်ဆက်တိုက်ရယူနိုင်ခဲ့တဲ့ကနဝင်နီးပြကြီးဖြစ်လာခဲ့တာပါတစ်ဖက်မှာလည်းအမ်ဘပေကမိုနာဂိုကနေ PSG ကိုပြောင်းရွှေ့ပြင်သစ်မျိုးသားအသင်းနဲ့အတူအသက်19နှစ်အရွယ်မှာတင်ကမ္ဘာဖလားကြီးကိုကင်မြောက်နိုင်ခဲ့တဲ့ကမ္ဘာအကောင်းဆုံးတိုက်စစ်မှုတစ်ယောက်ဖြစ်လာခဲ့တာပါလမ်းကြောင်းတွေကွဲနေခဲ့ပေမဲ့မီဒီယာတွေကမေးတိုင်းမှာအမ်ဘပေကဇီဒန်ကကျွန်တော်ရဲ့တဦးတည်းသောအိုက်ဒေါပါလို့အမြဲတမ်းဖွင့်ဟလေးရှိတာပါအခုတော့ကမ္ဘာကြီးတစ်ခုလုံးစောင့်စားနေကြတဲ့အချိန်ခါကိုရောက်လာပါပြီပြည်내မျိုးသားလူကြီးအသင်းကြီးရဲ့နေပြချုပ်နေရာကိုဇင်တင်ဇီဒန်တရားဝင်လွှဲပြောင်းရယူလိုက်တဲ့အချိန်မှာတော့ဒီဇန်ညွန်းကြီးကဘလောက်တောင်မှကြက်သိန်းထစရာကောင်းလဲဆိုတာကိုအားလုံးမြင်တွေ့လိုက်ကြရပါပြီအခုချိန်မှာအမ်ဘပေကဖနက်ချုပ်ပြီးတော့ကားပေါ်တက်ရမလားလို့မေးခဲ့တဲ့အသက်73နှစ်ရွယ်လူမမယ်ကလေးလေးမဟုတ်တော့ပါဘူးသူကပြည်내မျိုးသားအသင်းကြီးရဲ့တရားဝင်ကပတိန်အသင်းရဲ့အသက်သွေးကြောနဲ့ကမ္ဘာကောင်းဆုံးစားမတစ်ယောက်ဖြစ်လို့နေပါပြီဇီဒန်ကလည်းတာမန်ကင်းတော့တစ်ယောက်မဟုတ်တော့ဘဲနဲ့ပြည်သစ်ဘောလုံးလောကရဲ့အမြင့်ဆုံးအာဏာပိုင်နီးပြချုပ်ဖြစ်နေပါပြီနီးပြနဲ့ကပတိန်ပြည်သစ်တင်းရဲ့အရေးကြီးဆုံးမန်တိုင်းနှစ်ခုအနေနဲ့သူတို့နှစ်ယောက်ပြန်လဲဆုံတွေ့သွားတာကဘောလုံးသမိုင်းမှာချိုးမင်းဆုံးနဲ့ရင်ခုန်စရာအကောင်းဆုံးကြပြတစ်ပုဒ်ပါပဲဒီဆရာတစ်ပည့်နှစ်ယောက်ပေါင်းဆက်သွားတာကတခြားကမ္ဘာနိုင်ငံအသင်းတွေအားလုံးအတွက်ကတော့တကယ်အိမ်မက်ဆိုးကြီးတစ်ခုစတင်လိုက်တာပါပဲနီးစနစ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာရှုထောင့်ကနေကြည့်မယ်ဆိုရင်ဒီပေါင်းဆက်မှုဟာကြောက်စရာအကောင်းဆုံးလက်နက်တစ်ခုဖြစ်ပါတယ်အမ်ဘပေလိုအတ္တကြီးပြီးတော့ပါရမီပါလုံးတဲ့ကစားမမျိုးကိုဂိုင်းတွယ်ဖို့ဆိုတာကတာမန်နီးပြတွေအတွက်လုံးဝမလွယ်ပါဘူးဒါပေမဲ့ဇီဒန်ကတော့ကမ္ဘာပေါ်မှာအမ်ဘပေအကြောက်ရဆုံးနဲ့အလေးစားရဆုံးတဦးတည်းသောပုဂ္ဂိုလ်ပါရီယယ်မက်ဒရစ်မှာခရစ္စတီယာနိုရိုနယ်ဒိုရဲ့အတ္တတွေကိုအကောင်းဆုံးထိန်းကျောင်းပြီးအောင်မြင်မှုတွေရောက်ပေးခဲ့တဲ့ဇီဒန်ရဲ့ man management စွမ်းရည်ကအမ်ဘပေအတွက်ကတော့အံဝင်ခွင်ကြပါပဲဇီဒန်ရဲ့ဩဇာတိတ်ကမအောက်မှာအမ်ဘပေကကွင်းထဲမှာကိုယ်သဘောနဲ့ကိုယ်စော့တာမျိုးမဟုတ်တော့ဘဲနဲ့ဆရာဖြစ်သူရဲ့နီးစနစ်တွေကိုယာနှုံပြည့်ယုံကြည်စွာနဲ့စရုပ်တရုပ်လိုအလုပ်လုပ်ပြီးတော့မှာပါကဲဗီဒီယိုကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးနေကြတဲ့ပရိသတ်ကြီးခင်ဗျာဒီဘက်သမိုင်းဝင်စုံတွဲမှုကြီးဟာပြည်내တင်းကိုနောက်ထပ်ကမ္ဘာဗလားချန်ပီယံအသေးချာဖြစ်စေမဲ့ပြည့်စုံနဲ့ပေါင်းဆက်မှုလို့ခင်ဗျားတို့ယုံကြည်ကြလားခင်ဗျာခင်ဗျားတို့ရဲ့မြင်လေးတွေကိုလည်းပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ